ပေါင်း400ကျော်တက်တန်းရှိတဲ့စပစ်ပင်ပင်ကဒီနေ့အထိအသီးတွေတီးပေးနေစေဆိုလို့ရှင်အံ့ဩသွားကြပါလိမ့်မယ်ဟုတ်ပါတယ်အဲ့ဒီစပစ်ပင်ကဆလိုဘေးနီးယားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့မာရီဘောမှာရှိပြီးတော့ကမ္ဘာအသက်အကြီးဆုံးစပစ်ပင်ဖြစ်Granite စံချိန်တင်ထားနိုင်ခဲ့ပါတယ်ဒီစပစ်ပင်ရဲ့တက်တန်းကဒီနေ့အထိဆိုနှစ်ပေါင်း400ကျော်တက်တန်းရှိခဲ့ပါပြီအဲ့ဒီစပစ်ပင်ရဲ့နာမည်ကိုတော့ Stara Tata လို့အမည်ပေးထားပါတယ်Stara Tata ရဲ့စပစ်မျိုးစိတ်ကကြတော့ဇမတ်တောင်ကာလို့ခေါ်တဲ့ဝိုင်စပစ်မျိုးစိတ်အမျိုးအစားတစ်ခုဖြစ်ပါတယ်ဒီ Stara Tata ကတစ်နှစ်ကိုစပစ်သီးပိတ်တာချိန်20ကနေ30အထိတီးပေးနေစေဖြစ်ပါတယ် Stara Tata ရဲ့စပစ်သီးတွေကိုတော့250မီလီလီတာရှိတဲ့ဝိုင်ပလင်းသေးလေးတွေနဲ့တစ်နှစ်ကိုဝိုင်ပလင်းပေါင်း100ကနေ250ကျာထုတ်လုပ်နေစေဖြစ်ပါတယ်။အဲ့ဒီစပစ်ဝိုင်ရဲ့နာမည်ကလည်း Stara Tata ဝိုင်ပဲဖြစ်ပါတယ်။ဒီ Stara Tata ဝိုင်တွေကိုတော့ဈေးကွက်ထဲကိုတင်ပို့ရောင်းချခြင်းမရှိဘဲနဲ့စလိုဘေးနီးယားနိုင်ငံရဲ့တမတတွေနိုင်ငံတော်အဆင့်ဧည့်သည်တွေနဲ့ပုတ်ရဟန်းမင်းကြီးကဲ့သို့သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေကိုလက်ဆောင်ပေးဖို့ရအတွက်ပဲတည်တံ့ထားရှိတာဖြစ်ပါတယ်။ Stara Tata ကိုဒီနေ့အထိအသီးတွေတီးအောင်ကျမ်းမာတန်ဆွမ်းအောင်ဂရုတစိုက်နဲ့ပြုစုပြိုးထောင်ပေးနေတဲ့စပစ်ဆိုင်ပြိုးရေးကျွမ်းကျင်ပညာရှင်ကတော့စတန်ကဘာလို့တီးရပဲဖြစ်ပါတယ်။သူကဒီစပစ်ပင်ကြီးရဲ့တီးခိုင်းဖြတ်ချိန်အသီးသီးရဲ့အချိန်တွေအသီးစကူးတဲ့အချိန်တွေကိုသူကနှစ်စဉ်အခမ်းအနားနဲ့ပွဲတော်တွေကျင်းပပြီးတော့ဂရုတစိုက်လှုပ်ဆောင်ပေးလျက်ရှိပါတယ်။ဒီStara Tataကဘာကြောင့်နှစ်ပေါင်း400ကျော်ကြာအောင်အသက်ရှင်နေလဲဆိုတဲ့ရှုပ်ဝဲချက်ကိုဒီနေ့အထိဘယ်သိပ္ပံပညာရှင်ကမှအဖြေထုတ်ထားနိုင်ခြင်းမရှိသေးပါဘူး။ဒါကြောင့်မို့ဒီကိုတို့ကStara Tataနဲ့ပတ်သက်ပြီးတော့ပြောချင်တာတွေရှိတယ်ဆိုလို့ရှိရင်ကွန်မန့်မှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားကြဖို့ကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။